လူတိနေတဲ့စပိုက်တာမန်ရဲ့ရှိုးဝက်ချက်တွေကိုတီးပြီးပြီလားစပိုက်တာမန်ဟောင်ကမင်းဇကားထဲမှာကျောင်းအုပ်ကြီးမိုရီတာဖြစ်တရုတ်ဆောင်ထားတဲ့ကင်းနဲ့ချွိုင်ဟာကပတ်အမေရိကပထမဆုံးစစ်တီတော်ဇကားတုံးကလည်းဟောင်လင်ကွန်မန်ဒိုအဖွဲ့ဝင်ဂျင်မိုရီတာဖြစ်တရုတ်ဆောင်ခဲ့ကူတာကိုတီးကြပါသလားကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲမှာဟောင်လင်ကွန်မန်ဒိုအဖွဲ့ရဲ့ဓာတ်ပုံတွေကိုတွေ့နိုင်ပြီးဒါဟာသူတို့နှစ်ယောက်ဆွေမျိုးတော်ဆက်ကြောင်းနဲ့သူဟာမြေဖြစ်သူဖြစ်နိုင်ကြောင်းအရေးမြတ်ပြသထားတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ဂျန်နီဖာကွန်နယ်လီဟာစပိုက်တာမန်ရဲ့ကွန်ပျူတာစနစ်ကရင်ရဲ့အတန်ဖြစ်တရုတ်ဆောင်ထားပါတယ်သူမရဲ့ခင်မုန်းဖြစ်သူဘောဘတ်နီကတော့အိုင်ယွန်မန်ရဲ့ကွန်ပျူတာစနစ်ကြားပေးရဲ့အတန်ကိုတရုတ်ဆောင်ခဲ့တာပါသူမကိုအခုလိုလူရေးချေခဲ့တာဟာဂျွန်ဟုတ်ရိုက်ကူးခဲ့တဲ့ကာရီယာ opportunity ဇကားမှာသူမပါဝင်ခဲ့ဘူးတာကြောင့်လည်းဖြစ်ပါတယ်ဟောင်ကမင်းဇကားဟာဟုတ်ရဲ့အထက်တန်းကျောင်းအခြေခံရုပ်ရှင်တွေကိုကွန်ပျူတာဖြစ်ပြီးကွန်နယ်လီကိုတရုတ်ဆောင်ခိုင်းတာဟာလည်းသူ့ရဲ့အမှုပညာတက်တက်အကိုကွန်ပျူတာအနေနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့2030ခုနှစ်အင်တာဗျူးတစ်ခုမှာသူနောက်ထပ်ထွက်ရှိမဲ့ How I Live Now ဇာတ်ကားကိုအရောက်မြင့်တင်နေစဉ်အတွင်းတွန်ဟော်လန်ကိုတင်းထောက်တယောက်ကနောက်ထပ်ဘလိုဇက်ကောင်မျိုးကိုစမ်းသပ်တရုပ်ဆောင်ခြင်းလဲလို့မေးမြန်းခဲ့ပါတယ်။ဟော်လန်ကလှုပ်ရှားမှုအရှင်နဲ့ဟာတာယောနော့နေရဲ့ project မျိုးကိုစိတ်ဝင်စားတယ်လို့ပြန်လည်ဖြေကြားတဲ့အခါတင်းထောက်ကစူပါဟီးရိုးဖြစ်တရုပ်ဆောင်ခြင်းစိတ်ရှိမရှိထပ်မံမေးမြန်းခဲ့ပါတယ်။နောက်10နှစ်လောက်ကြာရင်စပိုက်တာမန်ဖြစ်နိုင်ဒါပေါ့လို့ဟော်လန်ကပြန်ဖြေခဲ့ပြီးအကယ်၍သူတို့သာပြန်လည်ရိုက်ကူးကြမယ်ဆိုရင်ပေါ့လို့ဆိုခဲ့ပါတယ်။စတုထချက်ကတော့အကယ်၍မိုက်ကယ်ကီတွန်သာအဆိုပါဇက်ကောင်နေရာကိုညှင်းပယ်ခဲ့မယ်ဆိုရင်မက်ခါမစ်ကဘာချာဇက်ကောင်ဖြစ်တရုတ်ဆောင်ဖို့ဆန္ဒရှိခဲ့ပါတယ်။